တချို့ဥဝိဇ္ဇကြောင့်ညာတွေကဘာလို့အဲ့လောက်တောင်အောင်မြင်ပြီးလူတွေကြားမှာပြောစပတ်ထက်နေရတာလဲတစ်ချိန်တည်းမှာပဲတချို့ကြောင့်ညာတွေကတော့ပိတ်ဆန်နေအများကြီးတုံးထားပေမဲ့ဘယ်သူမှသတိမထားမိလိုက်ပဲပျောက်သွားရောဆိုတော့ဒီနေ့မှာလေအပြိုင်ဆိုင်အွန်ချောင်းများတဲ့ဒီနေ့ခေတ်စည်းကွက်ထဲမှာတကယ်ကိုရလက်ကောင်းနေရနေတဲ့အဝတ်ထဲကြောင့်ညာတွေရဲ့နောက်ွယ်ကနီးပြူဟာတွေကိုတစ်ခုချင်းစီတေချာလေ့လာကြည့်ကြရအောင်အဝတ်ထဲ brand တော်တော်များများရင်းဆိုင်နေရတဲ့ပြဿနာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ကြော်ညာအတွက်ပိတ်ဆန်တွေပုံအိုးသုံးလိုက်တယ်။ဒါပေမဲ့ရလက်ကတော့လက်တွေ့မှာဘာမှထိမလာတာမျိုးပေါ့။စဉ်းစားကြည့်လေ။ကိုကြော်ညာကိုလူတထောင်လောက်မြင်သွားတယ်။ဒါပေမဲ့ click လောက်ပြီးဝင်ကြည့်တဲ့သူက3ယောက်တယ်။ဒီလိုခြေနေမျိုးနဲ့တော်တော်လေးရင်းနှီးနေကြမယ်ထင်ပါတယ်။ဒီမှာတကယ်စိတ်ဝင်စားစရာကောင်းတဲ့ကိန်းဂဏန်းတစ်ခုကြည့်အောင်။ဒါကတော့ conversion rate ကွာချက်ပါ။ conversion rate ဆိုတာကတော့ကြော်ညာကိုကြည့်ပြီးတကယ်ဝယ်တဲ့အထိရောက်သွားတဲ့သူတွေရဲ့ရခိုင်နှုန်းကိုပြောတာပါ။ဒီမှာကြီးလိုက်ရင်တားမှန် brand တွေနဲ့ထိပ်တန်း brand တွေကြားမှာကွာချက်ကတော်တော်ကြီးနေတာကိုတွေ့ရပါလိမ့်မယ်။ဒါပေမဲ့လေဒီကွာချက်ကစိတ်သက်ကြစရာမဟုတ်ပါဘူး။တိုးတက်ဖို့အတွက်အခွင့်အလမ်းအကြီးရှိနေတာဆိုတာကိုပြနေတာပါ။ဆိုတော့ဘာလို့ဒီလောက်ကြီးကွာသွားတာလဲ။အရင်တော့ထုံးခဲ့တဲ့နီလန်းတွေကဘာလို့အခုခေတ်မှာအလို့ဖြစ်တော့တာလဲ။အဓိကအကြောင်းရင်းကတော့ကြော်ညာလောကတစ်ခုလုံးရဲ့ကစားပွဲစီးမြင်တွေကလုံးဝကိုပြောင်းလဲသွားလို့ပါပဲ။အပြောင်းလဲတွေကတစ်ခုချင်းစီမော်ပဲတပြိုင်တည်းကိုဝင်လာတာပါsocial media platform တွေရဲ့ algorithm တွေကစင်မနဲ့ content တွေကိုပိုဦးစားပေးလာတယ်။ပြောင်းလဲနေအောင်ပြင်ဆင်ထားတဲ့ကြော်ညာသူကြီးတွေကိုလူတွေကမယုံတော့ဘူး။ TikTok လို platform တွေကြောင့် content နဲ့ပတ်သက်တဲ့လူတွေရဲ့မျှော်လင့်ချက်တွေကအရင်ကနဲ့မတူတော့ဘူး။ဒါတွေအားလုံးပေါင်းပြီးနီးပြကအတစ်တစ်ခုကိုမဖြစ်မနေလိုလာစေတဲ့ပြီးဖြစ်ဆုံးတဲ့မုံတိုင်းတစ်ခုလိုဖြစ်လာတာပေါ့။ကဲဒါဆိုအောင်မြင်နေတဲ့သူတွေကတော့ဘာတွေလုပ်နေလဲ။တကယ်အောင်မြင်တဲ့ campaign တွေကိုလေ့လာကြည့်လိုက်တဲ့အခါမှာအမြဲတမ်းရလက်ကောင်းတွေပေးတဲ့အဓိကကြတဲ့နီယာမာကြီး၃ချက်ကိုတွေ့ရပါတယ်ပထမဆုံးနီယာမာကတော့အကြီးမားဆုံးပြောင်းလဲတစ်ခုပါပဲအရင်လိုစတူဒီယိုထဲမှာမီးတွေအများကြီးနဲ့ပြောင်းလဲနေအောင်ရိုက်ကူးထားတဲ့ professional ဓာတ်ပုံတွေခက်ကနေတကယ်လူတွေတကယ်ဘဝတွေထဲကထွက်လာတဲ့စစ်မှန်တဲ့ content တွေဘက်ကိုပြောင်းလဲလာတာပါကိန်းဂဏန်းတွေကတက်သေးပြနေပါတယ် user generated content လို့ခေါ်တဲ့တကယ် customer တွေသူတို့ဘာသူတို့ရိုက်ထားတဲ့ဓာတ်ပုံတွေဗီဒီယိုတွေပါတဲ့ကြော်ညာတွေကလေစတူဒီယိုမှာပိတ်ဆန်ကုန်ကြခံရိုက်ထားတာတွေထက်83%ပိုပြီးတော့ရလက်ကောင်းနေတာတွေ့ရပါတယ် girlfriend collective လို့ brand တွေကဒီနီလန်းကိုအဓိကတောင်းပြီးအောင်မြင်နေတာပါဒါတွေအားလုံးနဲ့အဓိကကတော့ယုံကြည်မှုတည်ဆောက်တာပါပဲတကယ် customer တွေကိုသူတို့ရဲ့မတူညီတဲ့ခန္ဓာကိုယ်ပုံစံအမျိုးမျိုးနဲ့ပြသခြင်းကရရှိတဲ့ယုံကြည်မှုနဲ့ရင်းနှီးမှုကိုစတူဒီယိုတက်ကမီးရောင်တောက်တွေနဲ့ဘယ်တော့မှပုံတူကူလို့မရနိုင်ပါဘူးကဲဒုတိယနေရာမှာကတော့ marketing campaign အခုကိုလုပ်ထားတဲ့ထများကြီးပိုလင်းနေပါတယ်အဲ့ဒါကတော့ community တစ်ခုအတိုင်းဝင်တစ်ခုကိုတိစောက်တာပါပဲထိပ်တန်း brand တွေကသူတို့ရဲ့ customer တွေကိုကြော်ညာထဲတိုက်ရိုက်ထည့်သုံးတယ် customer review တွေကိုရှေ့တန်းတင်ပြတယ်ကို brand ရဲ့တန်ဖိုးတွေကိုထင်ဟပ်စေတဲ့ဇလန်းတွေပြောပြတယ်ဒီလိုနည်းနဲ့သူတို့ကဝယ်သူနဲ့ရောင်းသူဆက်ဆံရတဲ့ပူတဲ့ငါတို့လက်ဒီ force ရဲ့အစိပ်ပိုင်းတစ်ခုပဲဆိုခဲ့မိသားစုဝင်တယောက်လိုခံစားချက်ကိုတိစောက်ပေးပါတယ်ပြီးတော့လေဒီလို community ကိုဦးစားပေးတဲ့နီလန်ကငွေရေးချေးရလဲတကယ်ကိုအကျိုးမြတ်ရှိတယ်ဆိုတာတက်တက်ပြပြီးသားပါအထူးသဖြင့် follower တန်းကြီးရှိတဲ့ celebrity အကြီးကြီးတွေထက် corporate တက်နဲ့တကယ်ရင်းနှီးတဲ့ micro influencer တွေနဲ့လက်တွဲတဲ့အခါမှာပေါ့ပြန်ပြန်အားဖြင့်$သုံးလိုက်တိုင်းမှာ$နဲ့နှုတ်ဆက်ပြပြန်ရတယ်ဆိုတဲ့သဘောပါဟုတ်ပြီနောက်ဆုံးနဲ့တတိယမြောက်နီယာမာကတော့စဉ်းစားပုံစဉ်းစားနည်းကိုလုံးဝပြောင်းကတ်လိုက်တဲ့အချက်ပါအဲ့ဒါကတော့ခုကုံဖြစ်စီကိုရောင်းဖို့ကြိုညာတာထက်ဝယ်သူရဲ့ပြဿနာတစ်ခုကိုဖြေရှင်းပေးဖို့ကြိုညာတာပါပဲဥမာအနေနဲ့ကျွန်တော်တို့ရဲ့ဖက်အသစ်ကိုဝယ်ပါလို့တက်ဤပြောတာနဲ့အလုတ်သွားစီးတဲ့ဖက်တွေကခြေထောင်းသားလို့စိတ်ညစ်နေပြီလားဆိုပြီးစကားဆော့တာနဲ့ဘယ်ဟာကလူတွေအာရုံကိုပိုဖန်ဆနိုင်မလဲ Orbesto လို့ brand တွေကဒီနီလန်းကိုသုံးပြီး customer ရဲ့ခက်ခဲကိုရင်ဆုံးထိပေးလိုက်ကပါပြဿနာကိုဖြေရှင်းပေးနိုင်တဲ့နောက်တနည်းကတော့ဝယ်သူရဲ့စွန့်ပူပန်မှုကို short ချပေးတာပါဥပမာပစ္စည်းပြန်ပို့ရင်ပိုက်ဆံပြန်အမ်းတာတော့အိမ်ရောက်ပို့ပြီးစက်မှုကြီးခွင့်ပေးတာတော့ပေါ့ဝါဘရီဖခရဲ့အိမ်မှာမြန်မာစမ်းတက်ကြည့်တဲ့စီဇန်လိုမျိုးတွေကဝယ်ရမှာကိုချီတုံဖြစ်နေတဲ့စိတ်ကိုတိုက်ရိုက်ဖြေရှင်းပေးပြီးဝယ်မှုနှုန်းကို69%အထိမြင့်တက်စေပါတယ်ဟုတ်ပြီဒီလောက်ကောင်းတဲ့နီးဗျူဟာတွေကို brand အကြီးကြီးတွေကဘလို့များစီမံခန့်ခွဲနေကြလဲသူတို့မှာ main စကားတဲ့ P2% နောင်ပါလာတဲ့သူ engine mode တခုရှိပါတယ်အဲ့ဒီစကားက AI ad optimization ပါပဲဒါကလူကိုအစားထိုးတာမျိုးမဟုတ်ပါဘူးကိုချမှတ်ထားတဲ့နီးဗျူဟာတွေကိုပိုပြီးထိထိရောက်ရောက်ပိုပြီး smart ကြအကောင့်တွေဖော်နိုင်အောင်ကူညီပေးတဲ့နောက်ွယ်ကလက်ထောက်ကောင်းတစ်ခုပါပဲဘယ်ကြော်ညာကပိုကောင်းလဲ budget ကိုဘယ်လိုခွဲတောင်းတဲ့လဲဆိုတာတွေကိုသူကလိုလျော်စီမံခန့်ခွဲပေးပါတယ်ဒီနေ့ပညာအကြောင်း budget ကိုလိုအပ်တယ်လို့အပြောင်းလဲလုပ်နိုင်တယ်စမ်းတက်မှုတွေကိုလည်းအဆမပြတ်လုပ်နိုင်တယ်ရလက်ကတော့ ROAS ပေါ့ဆိုလိုတာကတော့ကြော်ညာကိုထက်သုံးလိုက်တဲ့ပိုက်ဆံတစ်ချက်တန်းကနေပြန်ရတဲ့အကျိုးမြတ်တိတိတသာကိုတိုးလာတာပါပဲ
အခုပြောသွားတာတွေကအများကြီးပဲလို့ထင်ရပေမဲ့စပြီးအကောင့်အထက်ပေါ်ကြည့်ဖို့လုံးဝမခက်ပါဘူးရိုးရိုးရှင်းရှင်းလှုပ်ဆောင်ချက်၃ခုနဲ့အခုပဲစလို့ရပါတယ် ပထမဆုံးအချက်ကတော့ customer တွေစီကစစ်မှန်တဲ့ဓာတ်ပုံတွေ content တွေစပြီးစုဆောင်ပါဒုတိယအချက်ကတော့ customer တွေအများကြုံနေရတဲ့ပြဿနာတစ်ခုကိုအဓိကထားပြီးကြော်ညာတစ်ခုဖန်တီးကြည့်ပါနောက်ဆုံးနဲ့အရေးကြီးဆုံးချက်ကတော့ကိုယ့်ရဲ့ ROAS ကိုအများတန်းတိုင်းတာပါကိုတုံးလိုက်တဲ့ပိတ်ဆံကအကျိုးအမြတ်ဘယ်လောက်ပြန်ရတယ်လဲဆိုတာကိုမျက်ခြေမပြတ်ကြည့်နေဖို့ပါ အနစ်ချုပ်ပြောရရင်တော့လေတကယ်ကောင်းတဲ့ကြော်ညာဆိုတာကကုန်ပစ္စည်းတစ်ခုကိုရောင်းဖို့တက်တက်မဟုတ်ပါဘူးအဲ့ဒါကလူတွေရဲ့စိတ်ထဲမှာဆွဲကြံရစ်မဲ့သူတို့နဲ့ချိတ်ဆက်နိုင်မဲ့ဇလန်တစ်ပုတ်ကိုပြောပြနေတာပါအခုဆိုရင်အဲ့ဒီလိုဇလန်ကောက်တွေပြောဖို့နီးလန်းတွေကအရင်ကထပ်ပူပြီးရှင်းလင်းနေပါပြီဆိုတော့နောက်ဖန်တီးမဲ့ကြော်ညာကတော့ဘယ်လိုဇလန်မျိုးကိုပြောပြမှာလဲ